အားလုံးပဲမင်္ဂလာပါအခုကြရက်ထနေတဲ့ဒါမောင်မောင်လင်းနဲ့ပိတ်သက်တူကြောင်းပေါ့နော်တခါတည်းကြိုပြောလိုက်မယ်မောင်မောင်လင်းကိုလည်းအတန်းရှင်းယူပြီးတင်တာမဟုတ်ဘူးဒီဖြစ်စဉ်ကြီးကိုအတန်းရှင်းယူပြီးတော့လည်းနာမည်ကြီးရင်လို့ view များရင်လို့တင်တာမဟုတ်ဘူးဖြစ်ရဲ့စဉ်ကိုကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရလို့ဗျာအဲ့ဒါလေးကိုကျွန်တော်ပြောပြချင်တာရှင်းရှင်းလေးဒါမောင်မောင်လင်းနဲ့မဆိုင်ဘူးဒါပုံတော့ပြောပြရင်ဗျာခုနကကျွန်တော်ပြောသလိုပဲအတန်းရှင်းယူပြီးတင်တာမဟုတ်ဘူးတခါလေးတည်းနားထောင်ပါကြည့်ဒီဘွားတော်ကဘလောက်ထိမရိုင်းလဲဆိုရင်ပတ်စံပေးတဲ့ကစားသမားဆိုရင်မဆဲဘူးဗျာကောင်းကြောင်ပြောတယ်ပတ်စံမပေးတဲ့ကစားသမားဆိုမအေးဒီနှမိုက်နဲ့လာပြီးတော့ဆဲတယ်ဗျာဘသူမစုံတော့ဗျာယောက်ျားသားတယောက်ပဲဗျာဘေးမှာပိတ်သက်ရှိတယ်အပေါင်းအသင်းရှိတယ်ကို့အမြဲတမ်းပြောဆိုနေတော့ကျွန်တော်ဆိုရင်ဒါပုံလို့ပြောတာကျွန်တော်ဖုန်းနံပါတ်ရတယ်ကျွန်တော်ဖုန်းနေဆက်တယ်ဗျာမော်လေးကျုံကလေးပတ်စံလေးလွှဲပေးပါအောင်အဲ့ကြရင်ကျွန်တော်ဘလော့လာပြီအနောက်လုံးနဲ့ထပ်ဆက်တယ်နေရတဲ့ကိုမကြီးတောင်နဲ့မပေးချင်လားပါညာဟာအမကျွန်တော်တို့လည်းစင်မပြေဘူးတိတယ်မှာတမန်တကာမပေးတာဗျာအဲ့တော့ဘာပြောငါ့ကိုပေးရင်နင်တို့အစင်ပြေမယ်ငါ့ကိုမပေးရင်နင်တို့တွေရှစ်တောက်တွေဟတ်တက်ကျိုးမယ်အဲ့လိုတွေကြိတ်နေတာဗျာနောက်ဆုံးနောက်တရက်ဖုံးဆက်လို့မကင်ဘူးဆိုရင်မအေးဒီနှမတွေဗျာရိုင်းဆိုင်လိုက်တော့မှအကြိုက်ဆဲတာလောက်ကြံပြီးပြောတာမရှိဘူးဗျာစားရဟာအစိတ်ဖြစ်ရပါလို့ရှင်းလားအဲ့လောက်ထိဆူဆူပါနော်အပိတ်သက်တဲ့ဦးကအဘွားတော်ပေါ့ဗျာပြောမှဆိုရှင်းရှင်းပြောတာနော်ဒါခုနကတော့အောင်နိုင်ဝင်းအကောင့်မှာသွားကြည့်လိုက်အောင်နိုင်ဝင်းတင်ထားတာအဲ့ဒါအမှန်လေးကျွန်တော်တို့ကရှင်းရှင်းလေးမောင်မောင်လင်းအတန်းရှင်းယူတာလည်းမဟုတ်ဘူးဒီဖြစ်စဉ်ကိုမောင်မောင်လင်းဖြစ်စဉ်ကြီးကိုအတန်းရှင်းယူပြီးတော့ view များခြင်းလို့တင်တာလည်းမဟုတ်ဘူးတချို့ပိတ်သက်တွေတီးထိုင်အောင်လို့ပြောတာမောင်မောင်လင်းတချို့ကမောင်မောင်လင်းမှားတယ်မောင်မောင်လင်းမှားတယ်မယ်ဘောလုံးလောကသမားတွေရယ်ဘောလုံးပိတ်သက်တွေရယ်သိတယ်ဗျာ nationally ပွဲတိုင်းလာတာကြည့်နေပိတ်သက်တွေသိတယ်အဘွားတော်ရဲ့ဇေယိုက်ကိုအဲ့ဒါလာပြောပြတာရှင်းလေကျွန်တော်ကကြုံခဲ့ရလို့နောက်ဆုံးကျွန်တော်ရှက်လုံးအားကြီးလို့ဗျာနောက်ဆုံးပတ်သက်မှာကိုခြေထောက်နဲ့အလုံးလုံးနေတော့ကျွန်တော်တို့ကဖြစ်မှာကြောက်လို့ဆိုတော့လွှဲပတ်သက်လွှဲပေးခဲ့ရတယ်တခါလည်းမရဘူးဗျာသိတယ်မလားဒါမောင်မောင်လင်းဆိုတာဒါကျွန်တော်နဲ့တူတူကန်ခဲ့လို့ဟိုသူ့ကိုအတန်းရှင်းယူတာလည်းမဟုတ်ဒါမောင်လင်းဆိုတာကျွန်တော်ညီဗျာသူနဲ့ကျွန်တော်နဲ့တော့လက်ရွေးစင်မှာကျွန်တော်တို့ဟို line ပေါ်မှာတော့စိတ်နောက်လေးတွေကျွန်တော်တို့ဖြစ်ခဲ့သေးတယ်ဒါပေမဲ့ကျွန်တော်ဒူးဖြစ်တဲ့အချိန်မှာသူလာတယ်သူလုပ်ပြီးတော့ဒါပေမဲ့ကျွန်တော်ပြောရရှင်းရှင်းလေးမောင်မောင်လေးမှုလို့ဒီဖြစ်စဉ်ကြီးကိုအတန်းရှင်းယူပြီးတင်တာမဟုတ်ဘူးတခြားကစားသမားအဲ့ဒီအချိန်မှာဆိုလဲကျွန်တော်ဒီလိုမျိုးကျွန်တော်ပြောမှာဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်ကခံခဲ့ရလို့ဗျာရှင်းလားဘယ်လောက်ထိမက်ရိုင်းလဲဆိုတာကိုသိအောင်လို့ကစားသမားကတော့ဘယ်သူမှဆိုတော့ပိတ်သက်ကိုတော့ကျွန်တော်တို့ကပိတ်သက်ကိုကျွန်တော်တို့တန်ဖိုးထားဆုံးဒါပေမဲ့အဲ့ဒါတွေကပိတ်သက်လို့မခေါ်ဘူးဗျာသိရမလားသူတို့တွေကနောက်ဆုံးဗျာဇယိုက်ရမ်းဆန်တယ်တကယ်ပြောတာကျွန်တော်တို့ချစ်တဲ့ပိတ်သက်တွေကအများကြီးဒီသူတယောက်ပဲစိုးနေတာဗျာအဲဒါကြောင့်မမောင်လင်ဘက်ကမှန်တယ်လို့တော့ကျွန်တော်ပြောချင်တယ်အခုကျွန်တော်ပြောတာကျွန်တော်မျက်မြင်ပေါ့ကျွန်တော်ဖြတ်တန်းခဲ့တဲ့မြင်တွေ့ခဲ့တဲ့အဲ့ပုံမောင်လေးပြဿနာတဲ့အမကြီးရဲ့အကြောင်းကိုကျွန်တော်ပြောပြနေတာတချို့ကကျတော့လေဘောလုံးကွင်းကိုလာမကြည့်ဘူးအဲ့အမကြီးရဲ့ပုံစံဇယက်ကိုမမြင်ဘူးတော့ပရိသတ်ပဲပရိသတ်ကိုလှုပ်ရှားလာအမှန်က तू ကလာနေတာပရိသတ်မဟုတ်ဘူးतू ကသူ့ကိုဘေးရဲ့လူတွေစိတ်ဝင်စားအောင် तू အော်ကျင်တယ်အော်တယ်ဆိုတာအားပေးရကျွန်တော်တို့ဆဲလို့ရတယ်ဘောလုံးကန်နဲ့ဆဲတယ်သဘောတူစိုက်ပြီးနေတာလားခန္ဓာကိုယ်လည်းကြည့်ပါအောင်ဝက်ဖြစ်နေတဲ့ဘောတခုပေါ့ကျွန်တော်တို့ကြိုက်တယ်လို့ဆဲလို့ရတယ်तू ကကွင်းတွင်းမှာရောကွင်းပြင်မှာရော तू ကမိသားစုတွေရောပြီးတော့ချို့တို့ဘာသာရေးတိုက်ခိုက်တာတွေပါအကုန်ပါတယ် तू ကတောက်လျှောက်အော်နေတာကိုယ့်ရဲ့လူမှုရေးကိစ္စမဆိုင်တာတွေရော तू အပေါ်မှာတောက်လျှောက်ပြောနေတာသူ့ကိုပတ်စံပေးရတယ်ဆိုရင်မပြောပတ်စံမပေးထားတယ်ဆိုရင် तू ကပြောတယ် तू ပြောနေတာတောက်လျှောက်ကြုံဘူးပါဘောလုံးသမားနဲ့ तू ကြုံဘူးတယ် तू ဘောလုံးပတ်စံမတောင်းဘူးတဲ့ဘောလုံးသင်းဆိုတာ तू မရှိဘူး तू ပတ်စံလိုက်မတောင်းဘူးတဲ့ဘောလုံးသင်းဆိုတာမရှိဘူးအဲ့မှာရပြီးမယူဘုံတော့ကောင်းတယ်သူယူရောင်ဆောင်နေတာပွင့်လင်းပြောရင်အကုန်သိတယ် तू ကအကုန်ရောက်တယ်အသင်းတိုင်းလာကုန်ရက်ဆိုရင် तू ကဘောလုံးသင်းဆောင်မှာရောက်နေပြီတခါကျွန်တော်တက္ကသိုလ်ဘောလုံးကွင်းမှာကျွန်တော်မဘိုးတောင်းတော့ကျွန်တော်မှာမာကြီးတို့ပတ်စံကြီးကတော့ကျွန်တော်မျိုးသမီးစီပါပါတယ်လို့ तू မုတ်သွားစားနေတယ်ကျွန်တော် तू ပြန်လာတော့ပေးမယ်လို့ပြောတော့ပါတယ်နင်မပေးချင်တာနဲ့ရှောက်ပြောနေရတဲ့မတောင်းတော့ပါဘူးတဲ့နေ့စီမှာလဲတဲ့နင်ဟွာတဲ့6ကျိုးသေးတယ်ငါကြိတ်နေဆိုတော့ तू ကြိတ်နေ तू ဒီလိုနေညံ့နေခြင်းလိုက်တယ်မနှက်ဖြန်ထွေးနေမှာကျွန်တော်6ထိတယ်ပေါ့ဒါကဟိုပြောချင်တာ तू ကြိတ်လို့ဖြစ်တာလေဟုတ်ချင်မှလည်းဟုတ်မယ်ကျွန်တော်တိုက်ဆိုင်ကိုဒါအခက်မသိတော့ဘလုံးဆိုတော့ကျွန်တော်လမ်းသွားရင်ခလုတ်တိုက်နေသေးရပဲကျွန်တော်ဘလုံးဆိုတာပြေးသွားလွှားနေတာကျွန်တော်6တောင်းနာသွားတယ်ခြေကျုံးတန်ရတယ်တလားခွဲလောက်လမ်းဖြောင်းအောင်လို့ရှောက်နိုင်အောင်ဒါပေမဲ့ကိုယ်စိတ်ထဲမှာထားတာပေါ့ဒီလိုတွေမနေ့ကမှပြောလိုက်သေးတယ်ပေါ့ဒေါသထွက်တယ်မနှက်ထွေးနေသင်းတော့အချင်းချင်းကန်တော့ဖြစ်ရောအဲ့ဖြစ်မကြောက်ကျွန်တော်6တောက်ပြန်ကောင်းတယ်ကျွန်တော်ပွဲပြန်ကန်တယ်ကျွန်တော်မိဘကြီးလာတယ်ကျွန်တော်မိဘကြီးလာတော့
ကျွန်တော်ပြန်ပြောတယ်ပေါ့အောင်နိုင်ဝင်နင်းကိုဘယ်တော့မှအောင်မပေးဘူးလို့ဘာလို့ပြောတယ်ဟုတ်ကဲ့ပါမာကြီးလို့ကျွန်တော်လည်းဘလုံးပွဲတယ်ဒီမှာလို့ရှုံးနေတော့လို့ကျွန်တော် AC ပြန်မရသေးလို့ပြောတယ်ဟိုမဲတဲ့အမေတို့လည်းပါတယ်လို့အမေတို့လည်းဟိုမှာညာကိုပြန်ရမှာလို့ညာကားနေတယ်လို့ဘလုံးပွဲပြီးတဲ့အချိန်သူ့နောက်ပိုင်းမှာပြန်နေတိုက်တဲ့နေရာပြန်နေတယ်မှာလို့တဲ့ကျွန်တော် AC မာကြီးကတော့ဘာမှမပြောဘူးလို့ကျွန်တော်တို့မပြောပါနဲ့ AC နေပါဆိုတော့နင်းမိပါလေလေတဲ့နင်းအဲ့အဖေနဲ့ကျွန်တော်ဖေကိုမေကိုတဲ့ကျွန်တော်ဖေဆိုအသက်80ပြည့်တော့မှ85ကျော်နေပြီကျွန်တော်အသက်ကြီးမှမွေးရတယ်အဲ့မှာတဲ့ညာပြန်มาတဲ့စကိုင်းဘက်ကိုပြန်မှာလမ်းမှာတဲ့မိုင်းမိပြီတဲ့တရားမိုင်းမိပြီတဲ့လမ်းမှာကားမောက်မှာတဲ့ကားမောက်မှာမိုင်းမိပြီတဲ့ကျွန်တော်ပြောတယ်အဲ့မှာကျွန်တော်အဲ့ချိန်မှာလုံးမယ်လို့တော့အမေတို့စိတ်မကောင်းနေမှာဆိုလို့ကျွန်တော်ရန်ကုန်မှာထားခဲ့တာဒီလိုတွေကြုံတွေ့ရလားဆိုဖြစ်မှာဆိုလို့ကျွန်တော်ကဟောအမေ तू ကတိတ်ကြက်မပြေဘူးလို့တိတ်အုံတော့မအောင်လို့ပြောတာပါဆိုပြီးကျွန်တော်ကလျှော်လိုက်ရတာပေါ့